အီတလီနိုင်ငံမှာနေထိုင်တဲ့ပါကစ္စတန်နွယ်ဖွားအစ္စလာမ်ဘာသာရေးဆရာတအိုးဟာရုပ်သံအစီအစဉ်တစ်ခုမှာသူပြောလိုက်တဲ့စကားတစ်ခုအကြောင်းအီတလီအစိုးရရဲ့ချက်ချင်းနင်းထုတ်ခြင်းကိုခံလိုက်ရပါတယ်။သူကဘာပြောတာလဲဆိုရင်တော့အသက်9နှစ်10နှစ်အရွယ်မိန်းကလေးတွေကိုလက်ထပ်ပေးတာဟာပြဿနာမရှိဘူးတဲ့။ဒါဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းမှာလက်မခံနိုင်စရာရှိပါသလား။အဖြစ်ပြက်ကတော့ဒီလိုဗျာအသက်35နှစ်အရွယ်ရှိတဲ့အလီခါရှစ်ဆိုသူဟာအီတလီနိုင်ငံဘရက်စကီယာမြို့မှာနေထိုင်တာဖြစ်ပါတယ်။သူဟာ Red for ရုပ်တံလိုင်းရဲ့ Flori Dan Cori ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ခဲ့ပါတယ်။အဲ့ဒီမှာသူကအပြူဖော်ဝင်ပြီးဆိုရင်အသက်9နှစ်အရွယ်10နှစ်အရွယ်ကလေးတွေကိုလက်ထပ်ပေးလို့ရတယ်လို့သူပြောခဲ့ရုံတည်းမကပဲနဲ့အီတလီဥပဒေထက်ဘာသာရေးဥပဒေကိုပိုအရေးကြီးကြောင်းကိုလည်းတွေ့ဝိတ်ပြောဆိုသွားခဲ့တာကြောင့်လူမှုကွန်ရက်နဲ့နိုင်ငံရေးလောကမှာအတော်လေးကိုကြရက်ရိုက်သွားခဲ့တာဖြစ်ပါတယ်။ဒီသတင်းဟာအီတလီဝန်ကြီးချုပ်ဂျီယိုရီယာမေရိုနီရဲ့အစိုးရစီရောက်သွားပြီးနောက်မှာတော့ပြည်ထရေးဝန်ကြီးဌာနကချက်ချင်းအရေးယူခဲ့တာဖြစ်ပါတယ်။ပထမတစ်ချက်ကတော့သူ့ရဲ့စကားတွေဟာအီတလီနိုင်ငံရဲ့လူမှုတန်ဖိုးတွေနဲ့ဥပဒေစိုးမိုးရေးကိုထိခိုက်စေပြီးအစွန်းရောက်ဝါဒကိုအားပေးရာရောက်တယ်လို့သတ်မှတ်ခဲ့ပါတယ်။ဒုတိယချက်ကတော့24နာရီအတွင်းနင်းထုတ်ခြင်းဆိုတဲ့အမိန့်နဲ့သူ့ကိုဖမ်းဆီးပြီးတဲ့နောက်မီလန်မြို့ကနေတဆင်ပါကစ္စတန်နိုင်ငံအစ္စလာမ်မာဘတ်မြို့ကိုတိုက်ရိုက်ပြန်ပို့လိုက်တာဖြစ်ပါတယ်။အီတလီဒုဝန်ကြီးမက်ထရီယိုဆာဗီနီကလည်းအီတလီနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ဥပဒေကိုမလေးစားဘဲအကာအကွယ်အကူအညီပေးရမယ်ဆိုတဲ့အရာမျိုးပြောဆိုနေသူတွေကိုကျွန်တော်တို့နိုင်ငံမှာနေရာမရှိစေရဘူးဆိုပြီးပြက်သားသားပြောကြားခဲ့ပါတယ်။ဒါဟာဥရောပနိုင်ငံတွေမှာအခြေချနေထိုင်သူတွေအနေနဲ့လည်းအင်ရှင်နိုင်ငံရဲ့ဥပဒေနဲ့လူအခွင့်အရေးစံနှုန်းတွေကိုလိုက်နာဖို့ဘလောက်အရေးကြီးတယ်လဲဆိုတာကိုတတိပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ကဲခင်ဗျားတို့ရောဘယ်လိုမြင်လဲဥပဒေနဲ့ဘာသာရေးအယူအဆပရိပိခတွေဖြစ်လာရင်အခုလိုပြက်သားသားအရေးယူတဲ့အပေါ်ပရိသတ်တို့ကတော့ဘယ်လိုမြင်ကြတယ်လဲ comment လေးမှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်ကျွန်တော်ကတော့ခန့်ပါ